ဒဏ်ရာတွေထက်ကြားတွေကလိပြီးတော့ကျမတို့လှုပ်ဆောင်ထိုက်တဲ့အရာတွေကိုမှန်ကန်ကန်နဲ့တက်မှန်လှုပ်ဆောင်နေကြတဲ့ပြည်သူတွေဆိုတာကရိုးတနက်စကားလုံးလေးနဲ့ကျေးဇူးတင်ဂုဏ်ပြုပါတယ်ဆိုပြီးတော့ပြောတဲ့ပြည်သူမျိုးမဟုတ်ပါဘူးအင်တန်ကိုလေးနက်နဲ့ကျေးဇူးတင်တဲ့ပြည်သူတွေဖြစ်ပါတယ်တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်မပန်ဆယ်လိုပါ PF အစီအစဉ်ဟာ2021ကလေးစပြုခဲ့ပြီးတော့အခုဆိုလို့ရှိရင်2025ဒီဇင်ဘာမှာ4နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ဒီ4နှစ်တာကာလအတွင်းမှာအတူရုန်းကန်ခဲ့တဲ့ညီကိုမောင်နှမတွေတော်လန်ပြည်သူတွေ PF ထောက်ပို့တသားအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုကြောင်းဒီနေ့အားလေးပြောကြားချင်ပါတယ်ကျွန်တော်တို့တော်လန်ရေးမှာထောက်ပို့ဟာအင်တန်အရေးကြီးတဲ့မျက်လက်တက်တစ်ခုဖြစ်ကြောင်းအားလုံးလည်းအသိဖြစ်ပါတယ်ရှေ့ထဲမှာတိုက်ပွဲဝင်နေကြတဲ့ညီကိုမောင်နှမတွေရဲ့အသက်တွေဘဝတွေသူတို့တွေကိုနောက်ွယ်ရလေပြီးတော့သူတို့ရဲ့အင်အားတွေအတွက်နောက်ကလေးအားဖြည့်နေဖို့အတွက်ကိုကျမတို့ထောက်ဖို့တွေဟာအထွေထူးလိုအပ်နေပါတယ်ဒါကြောင့်ကျမကိုယ်တိုင်လေထောက်ဖို့တာဝန်ကိုထမ်းဆောင်ခဲ့တယ်လို့ BF ကစီယုံရေးမှုတယောက်လေးဖြစ်တယ်လို့ BF ထောက်ဖို့တသားတူလည်းဖြစ်ပါတယ်ဒီလေးနှစ်တာကာလမှာတော်လန်ရေးကာလ9နှစ်ဝန်းကျင် BF က4နှစ်ဝန်းကျင်ကာလမှာ4နှစ်တာကာလမှာတော်လန်ပြည်သူတွေအားလုံးလေးကြားထဲမှာစိတ်အနေအမြင့်အတက်ကြတွေစိတ်ရတက်ကြွတာတွေစိတ်တက်ကြဆန်းတာတွေဒါတွေအားလုံးကိုအများကြီးဖြတ်တန်းပြီးကြပြီဖြစ်ပါတယ်စစ်ကောင်စီရဲ့သွေးထိုးလုံးစုံမှုတွေစစ်ကောင်စီရဲ့သွေးခွဲစကားတွေဒါတွေအားလုံးကျမတို့လွန်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်ကျမတို့ကအများကြီးရင့်ကျက်လာခဲ့ပြီဖြစ်ပါတယ်အဲတော့ဒီနေ့ဒီချိန်ထိပါဝင်နေကြတဲ့ထောက်ပို့ပြည်သူတွေဟာအထွေထူးစီးရုံးနေကြမလို့တော့တဲ့တော်လှန်ရေးမှာအဆုံးထိပါဝင်နေမဲ့ပြည်သူတွေဖြစ်တယ်ဆိုတာရုံမတန်ရရှိစရာမရှိပါဘူးအဲ့အတွက်ဒီနေရာလေးပြီးတော့ကျမတို့ကစစ်ကောင်စီရဲ့စိုက်ဝါးတွေစစ်ကောင်စီရဲ့သွေးထိုးလုံးဆောင်မှုတွေနော်ရန်သူရဲ့ resource အားလုံးကိုအသုံးပြုပြီးတော့ထိုးခွဲနေတဲ့သူတို့ရဲ့ဝါဒဖြန့်ချီရေးရန်နေရာကိုအောင်မြင်တဲ့သူတွေအနေနဲ့ဒီနေရာလေးကွန်ပျူတာကပြောချင်ပါတယ်နောက်တစ်ခုကကျမတို့တော်လှန်ရေးကာလ9နှစ်ဝန်းကျင်ကြာခဲ့ပါပြီဒီကာလကြီးဟာအင်တန်ရှည်ကြတဲ့ကာလဆိုကြီးဖြစ်ပါတယ်ကျမတို့ရင်ဆိုင်နေရတဲ့ဆက်အာဏာရှင်ဟာကမ္ဘာပေါ်မှာအဆိုးဝါးအမြင့်ပတ်ဆုံးသောဆက်အာဏာရှင်တွေဖြစ်တဲ့အတွက်ကျမတို့ဒီကာလတွေမှာတန်းရာတွေအထက်ထက်ရခဲ့ပါတယ်အဲ့တန်းရာတွေအထက်ထက်ကြားတွေကလေးပြီးတော့ကျမတို့လှုပ်ဆောင်ထိုက်တဲ့အရာတွေကိုမှန်ကန်နဲ့တက်မှန်လှုပ်ဆောင်နေကြတဲ့ပြည်သူတွေဆိုတာကရိုးတနက်စကားလုံးလေးနဲ့ကျေးဇူးတင်ဂုဏ်ပြုပါတယ်ဆိုပြီးတော့ပြောတဲ့ပြည်သူမျိုးမဟုတ်ပါဘူးအင်တန်ကိုလေးနက်နဲ့ကျေးဇူးတင်တဲ့ပြည်သူတွေဖြစ်ပါတယ်ဒါကကျမတို့အတူတူရုန်းကန်နေကြတဲ့တိုက်ပွဲဖြစ်ပါတယ်အတူတူရှေ့ဆက်နေကြတဲ့ခရီးရှည်တစ်ခုဖြစ်ပါတယ်ဒီစစ်တပ်နဲ့ဒီပြည်သူဟာဘယ်တော့မှအတူတူရှင်တွဲနေထိုင်လို့မရတော့ဘူးဆိုတာစစ်ကောင်စီရွေးသွားတဲ့လမ်းကြောင်းဖြစ်ပါတယ်ကျမတို့ရဲ့ဒီလက်နက်ကင်တော်လှန်ရေးဖြစ်ပေါ်လာရတဲ့အနေအထားဟာလေစစ်အာဏာရှင်ရဲ့လမ်းဆုံးထိရွေးချယ်သွားတဲ့တိုင်းပြည်ကိုကြောက်ထဲထိဆွဲချသွားတဲ့ဒီလိုရက်ကလေးအခြေခံပြီးဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်ကျမတို့ကပေးထားချက်ဒီပေါ်မှာပဲအကောင်းဆုံးအဖြေရှာကြတဲ့စိတ်သက်ခိုင်မာတဲ့ပြည်သူတွေဖြစ်ပါတယ်အဲ့အတွက်ဒီလေးနှစ်တာကာလခရီးရှည်ကိုနော် consistent ဖြစ်ပေါ့နော်ဒီဇိုင်းမမတ်နဲ့ရှောက်လန်းခဲ့တဲ့ညီကိုမောင်နှမအားလုံးဒီနေရာလေးပြီးတော့အလေးအနက်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ကျမကိုယ်တိုင်လေးဂရုပြုပါတယ်တော်လှန်ရေးအတွက်ထောက်ပို့တာဝန်ကိုပုံမထိရောက်တဲ့နေရာကလေးပြီးတော့ပုံမတည်ငြိမ်တဲ့လုပ်ငန်းစဉ်တွေနဲ့နော်ပုံမပြီးတော့ရှေ့ဆက်နိုင်ဖို့အတွက်ကြိုးစားသွားပါမယ်ကျမကိုယ်တိုင် BF ကစီယုံရေးမှုတာဝန်ကိုခြေပွန်ထမ်းဆောင်သွားမယ်လို့လည်းဂရုပြုပါတယ်တော်လှန်ညီကိုမောင်နှမအားလုံးရဲ့ဆွဲသက်တီစိတ်ရှည်မှုနဲ့ဒီနေ့ဒီအချိန်ထိစိတ်သက်ခိုင်မာနဲ့ရှေ့ဆက်လာတဲ့ပေးဆက်မှုတွေအားလုံးကိုဒီနေရာလေးပြီးတော့ကျေးဇူးတင်ဂုဏ်ပြုကြောင်းပြောချင်ရင်လည်းညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်